เคအားလုံးပဲမင်္ဂလာပါအနော်ဝတာနေပြန်နေကြဆိုလိုက်ပါတယ်ကျွန်တော်မတွေ့တာလဲကြာပြီဒီနေ့ကျွန်တော် knowledge sharing လုပ်ချင်တဲ့အနေနဲ့ကကျွန်တော်ဒီမနက်ဖြန်ဆိုရင်ကျွန်တော်မြန်မာလူမျိုးတိုင်းအရေးကြီးတဲ့နေ့ပေါ့နှစ်စံတရနေ့ပေါ့နော်အဲ့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ငါးလွတ်ပြီးတော့ကုသိုလ်ယူကြမဲ့လူတွေရှိတယ်ငါးစာကျွေးပြီးတော့ကုသိုလ်ယူကြမဲ့လူတွေရှိတယ်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီငါးလွတ်တဲ့ချိန်မှာကျွန်တော်တို့လွတ်တဲ့ငါးနဲ့မလွတ်တဲ့ငါးဆိုပြီးတော့ကျွန်တော်ဒီနည်းနည်းခွဲခြားပေးပြီးတော့ကျွန်တော်knowledge sharing အနေနဲ့ပြောပြပေးချင်ပါတယ် okay ကျွန်တော်တို့ငါးလွတ်ပွဲဆိုတာငါးလွတ်ပွဲဆိုတာတော့ကျွန်တော်အလွန်ကောင်းတဲ့ကုသိုလ်တစ်ခုပဲဒါပေမဲ့ကျွန်တော်မတင်တော်တဲ့ဒီတခြားအနေနဲ့ပေးမဲ့မျိုးစိတ်တစ်ခုကိုကျွန်တော်လွတ်မိမယ်ဆိုရင်တဘာပတ်ဝန်းကျင်တွေပျက်စီးနိုင်တယ်ကျွန်တော်မျိုးရင်းငါးတွေကိုကျွန်တော်ထိခိုက်နိုင်ပါတယ်ခုတို့ရခြင်းပြီးလွတ်လိုက်တယ်ဆိုပေမဲ့ဒီတဘာပတ်ဝန်းကျင်ပျက်စီးသွားတာတို့တခြားငါးမျိုးစိတ်တွေကိုဒုက္ခရောက်စေတာတို့မဖြစ်အောင်လွတ်တဲ့ငါးနဲ့ကျွန်တော်မလွတ်တဲ့ငါးဆိုပြီးတော့ကျွန်တော်ပြောပြပေးချင်ပါတယ်မလွတ်တဲ့ငါးပေါ့နော်โอเคကျွန်တော်မလွတ်တဲ့ငါးဆိုတော့ကျွန်တော်တို့ခေါင်းစဉ်ကအရှိဖြစ်သွားမယ်ဒါပေမဲ့အဓိကကျွန်တော်လုံးဝမလွတ်တဲ့ငါးတွေကိုကျွန်တော်အနေနဲ့ပြောပြပေးချင်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်စုပ်ခွက်ပေါ့နော်စုပ်ခွက်ကတော့ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိုဘလို့ဒုက္ခပေးလဲဆိုဒီကောင်တွေကတဘာဝပတ်ဝန်းကျင်ဒီမြစ်တွေချောင်းတွေထဲမှာလွတ်လိုက်ပြီဆိုရင်ဒီကောင်တွေကကျွန်းတွေတူးတယ်ပြီးတော့ရင်းကြီးတွေစားတယ်ပြီးတော့ရင်းကြီးစားလိုက်ခြင်းအပြင်ကျွန်တော်တို့ဒီမျိုးရင်းတွေပေါ့နော်မျိုးရင်းမျိုးစိတ်တွေကဥရမယ့်နေရာတွေပျောက်သွားပြီပေါ့နော်ငါးဆိုတဲ့မျိုးကကျွန်တော်တို့ဒီရင်းကြီးတွေခြုံတွေအဲ့ဒီထဲမှာဥတဲ့အတွက်ကျွန်တော်တို့စုပ်ခွက်ငါလွတ်ခြင်းအပြင်ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိုကျွန်တော်တို့ပျက်စီးစေနိုင်ပါတယ်ဒီစုပ်ခွက်ထဲမှာဒီ L001 ပေါ့နော်ဒီအိုက်ကောင်ဆိုရင်မျိုးပွားနှုံးကလည်းအရမ်းမြန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတဘာဝပတ်ဝန်းကျင်ကိုအများကြီးတကယ်လို့ပျက်စီးစေနိုင်ပါတယ်โอเคဒုတိယတစ်ခုကတော့ဒုတိယ၅ကြောင်ပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီပုံမှန်ကျွန်တော်ဘယ်တော့ပေါ့နော်ကျွန်တော်အနေနဲ့ဘယ်တော့ကျွန်တော်မြင်တွေ့နေကြငခုတွေပေါ့နော်အဲ့ငခုတွေလည်းကျွန်တော်တို့အနေနဲ့မလွတ်တင်ဘူးပေါ့နော်ဒီငခုဆိုတော့ဒီမျိုးရင်းငခုရှိတယ်ပြီးတော့ဒီကျွန်တော်တို့စားဖို့အတွက်ကျွန်တော်တို့မျိုးဖောက်ထားတဲ့ African ငခုဆိုတာရှိရပေါ့နော်โอเคကျွန်တော်တို့ပုံမှန်ကတော့ကျွန်တော်တို့အရင်တော့မတီးတော့ကကျွန်တော်ငခုတွေအများကြီးလွတ်ခဲ့တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဒီကောင်တွေကမျိုးရင်းငခုတွေနဲ့မျိုးဆက်ပြီးတော့ဒီ hype ဒီပုံမြောက်ဒီမြောက်တွေဖြစ်ကုန်တယ်ကပြားတွေဖြစ်ကုန်တယ်ပေါ့နော်မျိုးရင်းငခုနဲ့အာဖရိကန်ငခုတွေမျိုးဆက်ပြီးတော့ကပြားတွေဖြစ်ကုန်တယ်အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တဘာဝမျိုးရင်းငခုတွေကကျွန်တော်မြင်တွေ့ရဖို့တော့တော်တော်ရှားသွားတယ်ပေါ့နော်အဲ့တစ်ချက်ရှိတယ်ငခုလွတ်လိုက်တဲ့ဒီဆိုဂျူကနောက်တစ်ခုကကြတော့ဒီကောင်တွေကဒီကာနီဘိုရက်မျိုးနယ်ဝင်နေဒီ predator တွေပေါ့နော်ဒီအရှင်တွေကိုဖမ်းယူစားတောက်တယ်ပြီးတော့အသေးတွေကိုလည်းစားတယ်အဲ့ဒါအတွက်ကြောင့်ကျွန်တော်တို့ဒီမျိုးရင်းနေနဲ့ဒီကောင်တွေရန်ကနေပြီးတော့လွတ်နိုင်ဖို့ကတော်လေးကိုရှားပါတဲ့အခြေအနေပေါ့နော်โอเคဒီပြီးတော့နောက်တစ်ခုကဒလာဘီယာပေါ့နော်ဒလာဘီယာကကျွန်တော်တို့ဒီနိုင်ငံတကာမှာတော့ဒီအရန်ပွားလုံးလို့ကျွန်တော်မိုနိုဆက်အနေနဲ့ပဲကျွန်တော်ဒီမွေးမြူကြတယ်ပေါ့နော်ဘာလို့လဲဆိုဒီကောင်တွေကအရန်ပွားတယ်အရန်ပွားတယ်ပြီးတော့တဘာပွင့်ချင်းကိုတကယ်ထိခိုက်စေနိုင်တယ်ဒီကောင်တွေကပြီးတော့ဒီအစုံစားတာပေါ့နော်အတီးရွက်လားဒီအသားလားငါးလားငါးသေးလေးတွေကအကုန်လုံးဘာမှမချန်ဘူးအကုန်စားတဲ့ငါးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒလာဘီယာတွေလည်းမလွတ်တင်ပါဘူးโอเคနောက်တစ်ခုကဒီမိချောင်းငါးတွေလည်းကျွန်တော်တို့မလွတ်တင်ပါဘူးဒီကျွန်တော်အလှမွေးငါးဆိုင်တွေမှာဝယ်ယူရရှိနိုင်တဲ့ဒီမိချောင်းငါးတွေပေါ့နော်ဒီကောင်တွေကကြီးလာရင်ဒီလူတွေကိုအန်ဒီရဲ့ပေးဖို့ခဲရင်းနေဆိုပေမဲ့ကျွန်တော်တို့မျိုးရင်းတွေကိုဒီကောင်တွေကကျွန်တော်ခုနပြောခဲ့တဲ့ဒီအာဖရိကန်ငခုလိုပဲပေါ့နော်ဒီမျိုးရင်းတွေကိုဖမ်းယူစားတောက်တဲ့နေရာမှာအစားလေးလွန်ကျူးတဲ့ကောင်တွေဖြစ်တဲ့အတွက်ကျွန်တော်မျိုးရင်းတွေကိုထိခိုက်နိုင်ပါတယ်โอเคနောက်ပြီးတော့ကျွန်တော်ဒီမလွတ်တဲ့ငါးတွေအကြောင်းပြောရမယ်ဆိုတော့အရင်များသွားမယ်ဒီလုံးဝဒီကျွန်တော်အလှမွေငါးဆိုင်ကမှာရရှိနိုင်တဲ့ဒီမော်လီဂပီပြီးတော့ရွှေငါးတွေငကြင်းတွေအိုက်ကောင်တွေလည်းလုံးဝဒီတဘာဝတွေကိုလုံးဝမလွတ်ဖို့
ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်โอเคကျွန်တော်ခုနပြောလို့ပဲပေါ့နော်ဘယ်ငါးတွေလွတ်ရမလဲကိုမုန်းချမ်းဆိုတော့ဒီကျွန်တော်ခုနပြောလို့ပဲဈေးထဲကနေပြီးတော့ဝယ်ယူဒီအရှင်လေးတွေဝယ်ယူရရှိလို့ရနိုင်တဲ့ဒီငါးတီးလေးပေါ့နော် local မျိုးရင်းလေးတွေပေါ့အဲ့ကောင်လေးတွေကိုပဲကျွန်တော်တို့လွတ်စေချင်ပါတယ်โอเคလွတ်တဲ့ငါကျွန်တော်ဘယ်လိုခွဲခြားမလဲဆိုတော့ကျွန်တော်ဒီပုံမှန်ကတော့ကျွန်တော်ဒီအလှမွေးငါးနဲ့ပတ်သက်တဲ့ငါးတွေကတော့ကျွန်တော်တို့တကောင်းမှလုံးဝမလွတ်တင်ဘူးပေါ့နော်โอเคဘယ်လိုငါးတွေကိုကျွန်တော်တို့လွတ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီမျိုးရင်းဒီမြစ်တွေချောင်းတွေထဲမှာဖမ်းလာတဲ့မျိုးရင်းတွေဥပမာကျွန်တော်ဈေးတွေမှာတွေ့ရတတ်တဲ့ဒီရှင်တွေလေးတဲ့ငါးလေးတွေကိုလွတ်ရင်တော့ကျွန်တော်တို့ပို့ပြီးတော့ကုလို့ရနိုင်ပါတယ်ဒါကတော့လွတ်တဲ့ငါးအနေနဲ့ကတော့ကျွန်တော်တို့ဒီငါးအသေးလေးတွေကများမယ်ပေါ့နော်ဥပမာငရေပေါ်တို့ဒီဒေတာထွက်ငါးတွေပေါ့နော်အဲငါးလေးတွေလွတ်မယ်ဆိုရင်တော့ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိုပျက်စီးမဲ့အရေးကနေကျွန်တော်တို့ကာကွယ်နိုင်တယ်ပေါ့နော်โอเคကျွန်တော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ငါးလွတ်မဲ့ချိန်မှာကျွန်တော်တိထားခြင်းတင်တဲ့ဒီအချက်လေးတွေရှိတယ်ပေါ့နော်ဒီကျွန်တော်ကကြတော့ဒီငါးလွတ်တာနဲ့ပတ်သက်ပြီးတော့မလွတ်ပါနဲ့လို့လည်းမပြောလွတ်ပါလို့လည်းကျွန်တော်ကမတိုက်တွန်းပေါ့နော်ဒါပေမဲ့ဒီတကယ်လို့ဒီလုံးဝဒီငါးလွတ်မှကုလို့ရမယ်ဆိုပြီးတော့ခံယူထားတဲ့လူတွေအတွက်ကကြတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းတဲ့အချက်လေးရှိပါတယ်โอเคကျွန်တော်ခုနပြောလို့ပဲငါးလွတ်မယ်ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်လွတ်မဲ့နေရာရဲ့မျိုးရင်းတွေကိုပဲဒီမျိုးရင်းပေါ့နော်မျိုးရင်းဒီ local မှာပဲရှိတဲ့ငါးလေးကိုပဲကျွန်တော်နှုတ်ဆက်ခြင်းပါတယ်ပြီးတော့နောက်တစ်ခုကဒီငါးတွေပေါ့နော်ငါးတွေလွတ်မယ်ဆိုရင်လည်းကျွန်တော်တို့ရင်းညစ်မြန်တဲ့နေရာတွေမလွတ်ကြနဲ့ပေါ့နော်โอเคဘာလို့လဲဆိုရင်ရင်းညစ်ညမ်းတဲ့နေရာလွတ်မယ်ဆိုရင်ကျွန်တော်တို့လွတ်လိုက်တာနဲ့ငါးတွေကနိုင်ပိုင်းမိနစ်ပိုင်းအတွင်းမှာတည်သွားမှာဖြစ်တဲ့အတွက်ဒီကျွန်တော်ကုတုမေရငရေရပေါ့နော်အဲ့လိုပုံစံလေးဖြစ်သွားမှာဖြစ်ပါတယ်ပြီးတော့ဒီငါးတွေကိုလွတ်မယ်ဆိုရင်ကျွန်တော်တို့ဒီအပူရေကိုလွတ်မဲ့ငါးတွေရဲ့ပါလာတဲ့ရေအပူချိန်လေးကိုကျွန်တော်တို့exclamation လေးလုပ်ပေးစီညပါတယ်အဲ့ကောင်လေးကတော့ကျွန်တော်တို့ငါးကိုအိတ်နဲ့တည်လာတယ်ဆိုရင်ကိုလွတ်မဲ့ကန်ထဲမှာမိနစ်20နိုင်ဝက်လောက်စိန်ပေးထားခြင်းအပြင်ကျွန်တော်တို့ငါးတွေကအသက်ရှင်နိုင်ခြေပုံများတယ်ပေါ့နော်ငါးလွတ်ပြီးတော့ကုလိုယူတယ်ဆိုတာကတော့ကျွန်တော်တို့ဒီလူသားတွေအနေနဲ့ဒီကျွန်တော်တို့ ਨੇ ရှင်တွဲနေတိုင်းနဲ့ဒီတတဝါလေးတွေကိုကျင်နာတဲ့တဘောလို့တက်ရောက်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ငါးလွတ်တယ်ဆိုတာကလည်းကျွန်တော်တို့ကောင်းတယ်ပေါ့နော်မကောင်းလို့မဆိုလို့ကောင်းပါတယ်ဒါပေမဲ့တဘောပတ်ဝန်းကျင်ကိုမထိခိုက်အောင်တော့ကျွန်တော်ခုနပြောထားတဲ့လွတ်တဲ့ငါးတွေမလွတ်တဲ့ငါးတွေကိုကျွန်တော်တို့တေချာစဉ်းစားပြီးတော့မှလွတ်စေချင်ပါတယ်โอเคโอเคခုဒီနေ့ပြောချင်တာဒါပါပဲအနာဝါဒ channel ကို like subscribe တို့မဟုတ် like follow လေးလုပ်ခဲ့ပါအောင်နောက်ဗီဒီယိုတွေနဲ့လာခဲ့ပါမယ်ကျေးဇူးများတင်ပါတယ်တပါ